ငါတို့၃ယောက်ဟာလူမရှိတဲ့ကျွန်းတစ်ခုမှာပိတ်မိနေကြတယ်သူတို့၂ယောက်ကတော့နေတိုင်းငါရှိမှာပဲချစ်ခင်ချင်တာမှုတွေပြသနေကြတယ်အစပိုင်းမှာငါကတိတ်တိတ်လေးပဲကြည့်နေခဲ့တယ်ဒါပေမဲ့သူမရဲ့လင်မယားကတဖြည်းဖြည်းမသက်သာလာတယ်သူမလင်မရောက်လာခင်ကတော့သူမနဲ့ငါ၂ယောက်တည်းအတော်ကြာချိန်တွေဖြတ်တန်းခဲ့မှုတဲ့တဲကိုလည်းအတူတူဆောက်ခဲ့ကြတယ်ငါလည်းအတူတူဖန်ခဲ့ကြတယ်ခေါင်းပြောင်တဲ့သူကတော့အမြဲတမ်းငါတို့၂ယောက်ကြားမှာတစ်ခုခုရှိနေတယ်လို့တန်တရားဝင်နေခဲ့ပေမဲ့သက်တည်မရှိခဲ့ဘူးတနေ့တော့ငါနဲ့သူမငါဖန်ပြီးပြန်လာတဲ့အချိန်မှာသူကမီးတစ်ခုမီးလောင်အောင်လုပ်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်ထိငါတို့ကအစာတွေကိုမချက်ပဲစားနေခဲ့တာပါသူမကအယံဝမ်းသာပြီးသူ့စီကိုပြေးသွားကဖက်လက်တယ်အဲ့ဒီအချိန်ကိုအသုံးချပြီးသူကငါ့ကိုတိတ်တိတ်လေးစင်ခေါ်နေတယ်လို့ဖြစ်လာတယ်အဲ့ဒီနောက်ငါတို့နှစ်ယောက်ကြားတင်းမာမှုတွေတဖြည်းဖြည်းကြီးလာခဲ့တယ်ဒါပေမဲ့ငါမရှိရင်သူတို့ကတတိခွန်တော်မဖွင့်နိုင်ဘူးလက်နဲ့ငါဖမ်းတာလည်းမဖြစ်နိုင်ဘူးသူမကအဲ့ဒီအချိန်တွေကိုမခံနိုင်တော့ဘူးထို့ကြောင့်သူမကငါနဲ့ထပ်ပြီးငါဖမ်းဖို့လိုက်လာခဲ့တယ်ငါကပစွန်ကြီးတစ်ကောင်ဖမ်းနိုင်ခဲ့တယ်ငါတို့ပြန်လာတဲ့အချိန်မှာတော့ခေါင်းပြောင်တဲ့သူကငါ့ကိုတဲတဲကထုတ်ပယ်လိုက်တယ်သူမကအပြစ်ခံစားမှုနဲ့ငါစီလာခဲ့တယ်အဲ့ဒီခိုက်တန်ကသူ့ကိုပိုးပြီးဒေါသထွက်စေခဲ့တယ်ငါတို့နှစ်ယောက်တိုက်ခိုက်မဲ့အခြေအနေထိရောက်လာတယ်လေထဲမှာတော့ပောက်ကွဲမဲ့အခြေအနေမျိုးဖြစ်နေတယ်နောက်ဆုံးမှာတော့ငါတို့၃ယောက်ဟာလုံးဝကွဲပြတ်သွားခဲ့ကြတယ်သူကငါ့ကိုမီးသုံးပြခွင့်မပေးတော့ဘူးငါကလည်းငါအစာကိုမမျှဝေတော့ဘူးသူမကကြားထဲမှာရက်နေခဲ့ပေမဲ့နောက်ဆုံးမှာသူ့လင်ဘက်ကိုရွေးချယ်လိုက်တယ်သူဖမ်းလာတဲ့ငါတွေကတေးပြီးအရသာမရှိဘူးတခါတလေသူ့စာရင်းအောင်မတက်တာစီဘူးငါဘက်မှာတော့နေတိုင်းပြင်လဲစားကောင်းကောင်းစားနိုင်တယ်နောက်ဆုံးမှာသူမမခံနိုင်တော့ဘူးသူ့လင်ငါဖမ်းသွားတဲ့အချိန်တိုင်းသူမကငါစီထက်လာတဲ့စားပြီးနောက်မှာတော့ကျေးဇူးတင်တဲ့အနေနဲ့ငါ့ကိုနမ်းခဲ့တယ်သူ့လင်ပြန်လာတဲ့အချိန်မှာတော့တစ်တံပေါ်မှာကြံခဲ့တဲ့ငါးကြံတွေကိုတွေးလိုက်တယ်သူမငါစီလာခဲ့တာကိုနားလည်သွားတယ်အဲ့ဒီထက်ပိုပြီးသူ့ကိုအရှက်ရစီခဲ့တာကတော့ငါကသူ့ဖမ်းလာတဲ့ငါးတိတိလေးတွေကိုလောင်ပြောလိုက်တာပဲသူမခံနိုင်တော့ဘူးငါအိတ်နေတဲ့အချိန်မှာသူကငါရင်ငုံမျက်မှန်ကိုခိုးသွားခဲ့တယ်အဲ့ဒီနဲ့သူပိုနဲ့တဲ့နေရာထိဆင်းပြီးငါးကြီးတွေဖမ်းနိုင်လာတဲ့ငါနိုးလာပြီးမျက်မှန်မရှိတော့တာကိုသိတဲ့အချိန်မှာလက်နဲ့ယူပြီးသူ့စီသွားစင်ခေါ်လိုက်တယ်သူ့မိမကတော့အာဂျီတာစီခဲ့တယ်နောက်ထပ်ဖြစ်တာတွေကတော့ပြောစရာမလိုတော့ပါဘူးနောက်ဆုံးသူပြန်လာပြီးမျက်မှန်ကိုငါစီပြန်ပြစ်ပေးလိုက်တဲ့အချိန်မှာတော့ငါတော့မရှိတော့ဘူးဒါပေမဲ့သူမကသူ့မျက်လုံးတွေကိုရှောင်နေတဲ့ပုံကိုသူသတိထားမိခဲ့တယ်အဲ့ဒီခိုက်တံမှာသူမရှိနေချိန်တွင်သူမနဲ့ငါကြားမှာတခုခုပြောင်းလဲသွားပြီဆိုတာသူသိသွားခဲ့တယ်